hairstyle လေးတယောက်ဘာဘာတယောက်မှာပါတယ်ကချီးတွေအကန်ကျွမ်းကျင်ရုံနဲ့ကျွန်တော် hairstyle လေးကောင်းတယောက်ဘာဘာတယောက်မဖြစ်ပါဘူးဒါတော့ဘာလို့ရတယ်လဲဆိုလို့ရှိရင်ဒါလေးညက်မှာအရေးကြီးတဲ့ face shape တွေ hip shape တွေနဲ့ကျွန်တော်အမျိုးအစားတွေဒါတွေကိုကျွန်တော်နားလေသဘောပေါက်ထားရမှာပဲဖြစ်ပါတယ်အဲ့တော့ customer ကလာညက်တဲ့အခါမှာကျွန်တော်ကိုဒီကေညက်ပေးပါဒီ style ညက်ပေးပါလို့ပြောတိုင်းကျွန်တော်တို့ကညက်ပေးလို့မရပါဘူးပထမဆုံးအနေနဲ့ customer ကိုကြိုဆိုမယ်ဆွေးနွေးမယ်ဖြစ်ချင်တဲ့အရာကိုနားထောင်မယ်ပြီးရင်ဖြစ်တဲ့နာကိုကျွန်တော်တို့ကပြန်လည်ပြီးတော့ဆွေးနွေးပေးရမှာဖြစ်ပါတယ်အဲ့လိုပိုင်းမှာဆွေးနွေးမှုပိုင်းနေမလုပ်တတ်ဘူးဆိုခဲ့ရင်ကျွန်တော်တို့ပညာတွေဘလောက်ပဲတော်တော်ဘလောက်ပဲဖက်ကန်ခတ်နေပါစေကျွန်တော်တို့ဒီအဲ့ဒါနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှဆွေးနွေးတင်ပြခြင်းညှိနှိုင်းခြင်းကိုမလုပ်နိုင်ဘူးဒီ face shape တို့မျက်နှာပုံစံအနေထားနဲ့ခေါင်းပုံစံအနေထားစပင်ပုံစံအနေထားလေးကိုတိုင်ပင်ပြီးတော့ကျွန်တော်တို့ကညှက်ရမှာဖြစ်ပါတယ်ဒီလိုညှက်နိုင်ဝန်ဆောင်မှုပေးနိုင်မှာလားကျွန်တော်တိုင်လေးကောင်းတယောက်ဘာဘာကောင်းတယောက်ဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါလေးကိုများဝေပေးခြင်းဖြစ်ပါတယ်ဒီနေရာလေးတစ်ခုရရှိခဲ့ပါစေကျွန်တော်ကို comment မှာတစ်ခုရှိခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်